ပလိန်ကရဲ့အရာသာကိုနှစ်ဝေးသောနေအောင်ရှိကိုပူတယ်အေးတယ်မပြောလို့ကိုနှလုံးသားကကဘာနဲ့အမျှပွင့်သောပန်းရည်နဲ့လို့ဆွဲတယ်ဘယ်လောက်တန်ဖိုးရှိမလဲဒီနေ့ကတနင်္ဂနွေဂျီနီယိုတစ်လုံးတင်မယ်ကြပြတစ်ပုတ်တွေးမယ်ထမင်းလေးတစ်ခါပဲစားဒီထက်ချွေတာလို့လည်းမရဒီထက်အကျယ်ချဲ့လို့လည်းမရအလုံးမရှိအလုံးရှာကိုယ်တင်ငယ်မှုကိုကြုံနေရသောမျိုးလုံးများနဲ့ကိုဘဝစားရေချိုးခန့်နီးကိုတကူလုံးအနုစိတ်ပြန်ကြည့်ဘာစေးမြင်ကြောင်မှမရှိခင်စော်မြင့်